ဒီနေ့မှာတော့လိုက်ဖပြပါမယ်။ဒါနဲ့ဆက်ပြပါရှင်။နမပါရှင်။နမလိုက်မောက်မဖောက်ခင်ကြောင်ညာလေးတစ်ခုလောက်မယ်နော်။သူကစီပါရှင်။သူကဒါကကြည့်ပုံစံလေးနဲ့ကလေးအတွက်လည်း hard စီနဲ့ညာလေးကောင်းစိနဲ့ဖီလီပါ။သူကအထဲမှာတော့ကြည့်ပုံစံလေးဒါပေမဲ့သူကအပြေးကိုမှကလေးအတွက်လည်း hard ပြန်။တနေ့ကိုနှလုံးမလီလုံးထိကလေးကိုကြိုရပါရှင်။တော့ဖောက်ပြလို့နော်ဒီလေးရင်ဖောက်ပြတယ်အခုအယုတ်လေးပါနေပြီလို့ပြောပါတယ်ပါလေးဒီကနော်ဖောက်ရတယ်ပြတာဒါနဲ့ကွာတလေးပါပါတယ်ကိုရက်သွားတာရှင်အယုတ်လေးလည်းပါနေပါတယ်ဒါရအာစီပူပါရှင်ကျွန်မတော့ယူဖို့ရပါတယ်ခဏလေးနော်ပြပေးပါမယ်သူပူလေးအကြောင်းကိုသူတော်နေရာကမြင်ကြပါတယ်စမ်းစားပြပါမယ်ရှင်တော့ဒီလိုပုံစံလေးပါအီလေးဘယ်လိုလဲသူဒီအနိုင်ပေါ့နော်တော့အလုံးပနက်လုံးပါတယ်လို့မြင်ကြပါတယ်ပနက်လုံးပါတယ်ဆိုတော့28လုံးပါပါတယ်ဘာစားပါလဲတနနန်တိုင်းရေးပါကြဒါလေးကလေးတို့လည်းပါနေစီပါစတာကလေးရောအကြိုက်စီပါမယ်တမျိုးပါမျိုးလည်းလုံးမကြပါနဲ့တမျိုးအခုမှကိုနဲ့ပဲရှိတယ်ပါရှင်အဲ့ဒါကိုမှကြော်လာရလေးပါဘူးအေးကသူစနေမွေးညဗီတာမင်စီတောက်လည်းပါပါအေးကလေးကြလိုက်မောက်ဖတ်ပါရှင်လိုက်မောက်ဖတ်ပါမယ်နာနာပါနာโอเคအရာကိုကပါလေးပါလို့ရှိမှာလဲဒီအညူရဲ့ဒီအဝါရဲ့ဒီနှစ်ခုတည်းကတစ်ခုပေါက်ရှိမှာလဲအညူအလိုရှိမှာမလို့ရှင်တဲ့ဟာလေးပြောမယ်ဆိုရင်တော့မလို့ရှင်တဲ့ဟာပြောရင်မလို့ရှင်တဲ့ဟာပေါက်ပါရဲ့မလို့ရှင်တဲ့ပြောပြမယ်နော်ဆိုရင်မလို့ရှင်တဲ့ဟာကဒီအဝါလုံးဝမပေါက်ရှင်တလုံးဝမပေါက်ရှင်တနဲ့တုံးလေးတီလေးခုလုံးဝမလောက်စီစကွတ်တာလို့နော်ဖောက်ပါမယ်ဒီပါမဖေးပါလေကြောညာဒီပါမဖောက်ပါလေဆွဲလို့ဆွဲပြီးဒီပါဖောက်မယ်ကက်ကြည့်ပြီအတော့ကက်ကြည့်ပြီโอเคဘာလို့လဲမသိဘူးကြည့်ပြီကြည့်ပြီကဲဖတ်ပါမယ်ဖိုင်လည်းမသိပါဘူး Oh my god အမွေးလေးလည်းဖွားလေးအမေလုံးမရှိပါဘူးလူစနာဟိုင်မလာတာ Yes ဟုတ်လားဟုတ်ကဲ့ဟုတ်ပါတယ်လူရှင်နဲ့ဟာကြည့်ပါလူရှင်နဲ့ဟာပေါက်သွားတော့ပြောပါတယ်တနေ့နဲ့အဲ့လေးမှရှိလို့ရပါတယ်ဒီမှာအဲ့လေးမှမရှိပါဘူးစားလိုက်အဲ့လေးမရှိပါနဲ့就是6下里就是打雷呢打雷吧一直嘛这个都是这样的你再加完呢打完打路上呢还爆炸的妈妈说这个没有
Hello ဒီဗီဒီယိုလေးကတော့တော့ပါပဲ bye bye